ဟုတ်ပြီညီမလေးနဲ့ညီလေးကကိုယ့်စီမှာဒီနေ့အလုပ်လာလျှောက်တာနော်ခတ်တာကိုယ့်စီမှာတယောက်ပဲလို့ပါလေဆိုတော့ညီမလေးကလည်း email ကြာနော်ညီလေးကလည်း email ကြာနော်ဟုတ်ပြီအဲ့တော့ဟိုအကို general knowledge လေးနည်းနည်းမေးကြည့်မယ်နော်လွယ်တာလေးပဲပြီးမှာပါညီမလေးမွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ Next โอเคတော်တယ်နော်ညီလေးကင်းချင်များကိုဘယ်လိုခေါ်လဲ ကင်းချင် ဟောအဲ့ဒါဆိုနောက်တစ်ခုထပ်မေးမယ်နော်ညီမလေးငါးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ Fit โอเคတော်တယ်နော်ညီလေးငလိပ်ကြောက်ကိုဘယ်လိုခေါ်လဲโอเคဒီ general knowledge လေးကလေ့လာထားဖို့လိုရနော်ညီလေးနော်နောက်တစ်ခုထပ်မေးမယ်နော်လွယ်တာလေးပဲမေးမယ်အခုအသီးနှံလေးကနေကိုစမေးမယ်နော်ညီမလေးလိမ္မော်သီးကိုဘယ်လိုခေါ်လဲ Orange โอเคတော်တယ်နော်ညီလေးပဲလေးမွေသီးကိုဘယ်လိုခေါ်လဲ ကျွန်တော်လည်းသူ့လိုလွယ်တာလေးမေးလေ โอเคသူ့လိုသူလွယ်တာလေးမေးရမယ်နော်โอเคအဲ့ဆိုသူ့လိုလွယ်တာလေးပဲမေးမယ်နော်သူနဲ့သူအောင်မေးမယ်โอเคအဲ့ဆိုလို့ရှိရင်ညီမလေးပန်းသီးကိုဘယ်လိုခေါ်လဲ Apple โอเคတော်တယ်ညီလေးထန်းသီး